ပေးရမှာတော့ဒီအိမ်နဲ့45မိနစ်ဒီပါလောက်ကားမောင်းသွားရောက်တယ်တော်ရင်တဲ့နေရာမှာလမ်းသွားရှောက်ဖြစ်တယ်ပေါ့နော်ဒီ San Francisco Bay Area မှာတော့တော်ရင်လမ်းရှောက်လို့ရတဲ့နေရာလေးတွေအများကြီးပဲရှိတယ်တချို့နေရာတွေကတော့ကားပါကင်ကြီးတစ်ဆက်ပေးရတယ်တချို့နေရာတွေကတော့မပေးရဘူးပေါ့နော်ဒီနေရာတွေကတော့ပေးရတယ်ကားပါကင်ရဲ့ကိုတစ်ဆက်ပေးရတယ်အဲဒီနေရာလေးသွားပြီးတော့ရှောက်ဖြစ်တယ်လမ်းလျှောက်တဲ့ခီးကွာဝေးကတော့9မိုင်ခွဲကျော်လောက်ရှောက်ရတယ်ပေါ့နော်9မိုင်ခွဲကျော်လောက်ရှောက်ရတယ်ပြီးတော့မစိုးပါဘူးဒါပေမဲ့သူကဒီတော်ရင်းလမ်းလျှောက်တဲ့ဒီကတ်နေရာလေးကတော့တောင်ချင်းလေးတွေရှိတဲ့လာတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းသတိထားဖို့တော့ပြောတယ်သူကနည်းနည်းလေးလည်းပို့ပြီးတော့မှတော့တောင်ပို့ကြတဲ့အတွက်ကြောင့်လူသွားလာတဲ့တချို့လမ်းလျှောက်လို့ရတဲ့နေရာတွေလောက်မများဘူးပေါ့နော်အဲဒီခါကျတော့တယောက်တည်းရှောက်ရတဲ့အားတော့နည်းနည်းလေးတော့သတိထားရတယ်ပေါ့ဒီတော့ကောင်တွေတွေ့ရင်သူတို့ကတော့တောင်ချင်းလေးထက်စားရင်တော့ဝက်ဝင်တွေတွေ့ရတဲ့တော်တွေလည်းရှိတယ်ဝက်ဝင်တွေနဲ့တွေ့ရင်တော့နည်းနည်းလေးပိုအနည်းရှိတယ်ပေါ့နော်တယောက်တည်းဖြစ်တဲ့ဟိဆိုရင်တော့ဒါလေးတစ်ခုတော့သတိထားရတယ်ပေါ့ဒါလေးကတော့ရှောက်ဖြစ်တဲ့ရှောက်တဲ့9မိုင်ခွဲရှောက်ဖြစ်တဲ့တော်တွေနဲ့ရှောက်တာလေးကို2မိနစ်စာလောက်လေးမှတ်တမ်းလေးပြီးထားတာပါညာတော့အပြင်တော့ရှောက်ပဲဟိဆိုလို့ရှိရင်တော့သမင်းတို့ရှင်တို့ညက်တီတို့ဒါတွေကတော့အများဆုံးတွေ့ရတယ်ထူးခြားစွာပဲဒီမှာတော့တောင်ချင်းလေးတွေရှိလို့လားမသိဘူးဗျသမင်းတွေတော့လွယ်လွယ်ကူကူပေါ်ပေါ်တင်တင်သွားလာနေတာမျိုးမတွေ့ရဘူးပေါ့နော်ဒါလေးတစ်ခုပါပဲကျေးဇူးတင်ပါတယ်ဗျ